ပိုင်ဆိုင်နေတာတွေအများကြီးရှိတယ်ကားတွေလိုချင်တယ်အိမ်တွေလိုချင်တယ်မိသားစုတွေအမိထောက်ပံ့ပေးချင်တယ်တစ်ချိန်တည်းမှာပဲဒါတွေဖြစ်လာဖို့အတွက်အဓိကအခြေခံလိုဆုံးဖြစ်တဲ့ငွေကြေးငွေလည်းများပို့ရှာခြင်းတယ်ကွာမိတ်ဆွေကျွန်တော်အတူတူပဲအဲ့မဲ့တစ်ချိန်တည်းမှာပဲငွေဘယ်လိုရှာမလဲဆိုတာတော့မသိကြဘူးဆိုတော့ဒီနေ့ဗီဒီယိုမှာငွေဆိုတဲ့အရာကိုရည်စုံမရှာနိုင်ခင်ငွေကြေးဆိုတာဘာလဲဘယ်လိုရတာလဲဘာကြောင့်လူတွေနည်းနည်းရှာနိုင်ပြီးတော့တချို့တွေကအများကြီးရှာနိုင်တာလဲဒါတွေအရင်သိဖို့လိုပါတယ်မဟုတ်ဘူးဆိုရင်တော့မှငွေကြေးရနိုင်တဲ့အခွင့်အရေးတွေအများကြီးပေါ်လာတယ်ငွေရှာတဲ့နည်းလမ်းတွေအများကြီးပေါ်လာတယ်ရိုးရှင်ပဲကျွန်တော်တို့ကဒီခွင့်ကိုတွေ့လိုက်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာဒီငွေကြေးကိုလက်ခံနိုင်တဲ့အနေအထားမရှိနေသေးလို့ပါ so ပထမဆုံးအနေနဲ့ငွေတွေအများကြီးမရှာနိုင်သေးဘူးဆိုတာဒီပြဿနာကြောင့်ပါငွေကြေးကိုဘယ်လိုမြင်လဲဆိုတော့အတွေးခေါ်ခံယူချက်ယူရချက်တွေမကောင်းတယ်လို့ဖြစ်ပါတယ်လူတော်တော်များများငွေချိုတဲ့အရာကကုမ္ပဏီသွားဝန်ထမ်းလုံးမလာစာတစ်ခုနဲ့ရတယ်လို့မြင်တတ်ကြတယ်ရှိတယ်တချို့လူတွေကြောင့်လည်းငွေကြေးဆိုတဲ့အမြင်ကမိသားစု background ကောင်းလို့ချမ်းသာလာလို့သူတို့ကငွေရှိတယ်နောက်ပြီးတချို့သူပြောတတ်ကြတာဗာလဲဆိုတော့ငွေရှိနေလူတော်တော်များများအကောင်းလာလုပ်နေတဲ့လူတွေပါကောက်ကျတဲ့လူတွေပါအဆက်ရှိတယ်ကျွန်တော်တို့ငငယ်ကလေးကဒီလိုမျိုးအတွေးခေါ်ဒီလို mindset ဒီပုံစံမှာကျွန်တော်တို့ကြီးပြင်းခဲ့ရတယ်မိတ်ဆွေတို့မသိဘူးအကျိုးဆက်အနေနဲ့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်အခုလက်ရှိရောက်နေတဲ့ဝင်ငွေပမာဏထက်နောက်တဲ့နေရာကိုတွားဖို့ဆိုတော့တော်ကြီးမှခက်ခဲခဲ့ပါတယ်ပြောရမယ်ဆိုရင်ကျောင်းပညာရေးဆိုတော့လေဒီငွေကြေးပိုင်းတို့အတွေးခေါ်ပိုင်းတို့ဆိုတာဘယ်သူမှသင်ပေးလိုက်တာမဟုတ်ကျွန်တော်ကိုယ်တိုင်လွန်ခဲ့တဲ့2020လောက်ကစပြီးတော့ South တွေဖတ်နိုင်ငံခြားနေပြီးတော့ဒီ English မတော်တခေါက်လေးနဲ့ဒီပညာရေးတွေစပြီးစီးပူလိုက်တဲ့အချိန်မှာအော်ငါသိရတဲ့အများကြီးရှိနေပါသေးလားဆိုတော့ကျွန်တော်စပြီးတော့မြင်လာတယ်သိလာတယ်ဆိုတော့ကျွန်တော်ဘဝကိုပြောင်းလဲပေးနိုင်လိုက်တဲ့ငွေကြေးတွေခေါ်ဘာလို့ခေါ်လဲဆိုတော့ money is simply the exchange of value လို့ခေါ်ပါတယ်ငွေကြေးဆိုတဲ့အရာတချို့လူတွေအမြင်မှာအကြီးလို့ထင်နေကြတယ် like ငွေဆိုတာရမ်းရှာခတ်တယ်ငွေကအရန်သုံးရလွယ်တာပဲပတ်စံတို့ခဏလေးနဲ့ကုန်သွားတာပဲပြောချင်တယ်တချို့ညီးရဲ့လူတွေရှိတယ်အရန်ဟိုမှာရှာခတ်တယ်လို့ပြောရလူတွေရှိတယ်အဲ့ဒီမှာဘာစဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာ negative emotion လို့ခေါ်တယ်မကောင်းတဲ့စိတ်ခံစားချက်တွေကငွေကြေးနဲ့တွဲပြီးကပ်ပါလာတယ်ကိုကငွေကြေးကိုဘယ်လိုမြင်လဲဆိုတာကိုပြောနေတဲ့စကားလုံးတွေကိုတွေးနေတွေးခွန်နဲ့စပြီးငွေကြေးနဲ့တဖြည်းဖြည်းကန့်ညီလာတတ်ပါတယ်ဒီချိန်မှာ block လို့ခေါ်တဲ့ငွေကြေးပိုရှာနိုင်မှုအတွက်တကားတွေပို့ပြီးခံလာလို့ပြောရမှာပေါ့ကျွန်တော်တို့နားလေရမှာကငွေကြေးဆိုတဲ့အရာကလဲလှယ်မှုတစ်ခုပဲ nothing more nothing less ကိုအဲ့တဲ့ဘာမှမဟုတ်ဘူးကျွန်တော်ဘက်ကနေပြီးတော့အခုဆိုကြပါတော့ကျွန်တော် air code တစ်ခုရှိတယ် air code ဖွင့်ခြင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တတနေခြင်းနဲ့အေးအေးလူလူလေးဖြစ်ခြင်းတယ်အဲ့တို့ကြောင့်ကျွန်တော်ဘက်က air code နဲ့ဆင်ရတယ်ဒီ air code cloud တွေဝယ်ယူရတယ်အဲ့ဒီတော့ကျွန်တော်နေဘာကိုအသုံးပြုရလဲငွေကြေးမျိုးရှင်ပဲ okay ဟိုဒါတော့ကိုနိုင်မင်းပြောမှလားဒါတော့ငါလည်းသိရပါ okay ရောနားလေပြီအဲ့ဒါဆိုရင်တကယ်အနှစ်သာရဖြစ်တဲ့ကျွန်တော်တို့ကဘာကြောင့်ငွေကြေးဆိုတဲ့အရာကိုလဲလှယ်လိုက်တာလဲမှန်တယ်တဖြစ်ခြင်းလို့ဆိုတော့မှန်တယ်ဒါပေမဲ့အဓိကငွေကြေးရလာတဲ့ပုံစံပါလဲဆိုတော့ကျွန်တော်မှရှိနေတဲ့ပြဿနာတစ်ခုဖြစ်တဲ့ပိုးရတဲ့ဆိုတဲ့နေရာကိုမခံချင်ဘူးအေးတက်ဖြစ်ကျင်နေဆိုတဲ့အရာကိုဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပြင်ပြလဲနေမျိုးရှင်ပဲဆိုတော့အနှစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီဈေးကွက်ထဲမှာဘာပြဿနာပဲဖြစ်ဖြစ်ဘလို့အခက်အခဲပဲရှိရှိကျွန်တော်တို့ဘက်ကနေပြီးတော့ဒါကိုဖြေရှင်းပြီးတော့ကူညီပေးနိုင်တယ်ဆိုရင်ငွေကြေးဆိုတဲ့အရာနဲ့လဲလှယ်ယူလို့ရပါခုကြည့်နေမိတ်ဆွေတွေမှာဝန်ထမ်းတွေပါတယ်ကုမ္ပဏီတစ်ခုမှအလုပ်လုပ်နေတဲ့လူတွေပါတယ်ဆိုရင်ကိုပြန်ပြီးသုံးသက်ကြည့်ပါဦးတလားကိုဝင်ငွေပမာဏတစ်ခုရနေတယ်ဆိုတာဘာလို့လဲဆိုတော့ကုမ္ပဏီတစ်ခုမှရှိတဲ့ပြဿနာလေးတိတ်လေးတစ်ခုကျွန်တော်တို့ဖြေရှင်းပေးနေလို့ဥပမာဗီဒီယို editing လားသူတို့အတွက်လိုအပ်နေတဲ့ဗီဒီယို editing တစ်ခုကိုကျွန်တော်တို့ဘက်ကနေပြီးကူညီပေးနိုင်တဲ့အတွက်ကြောင့်ဒီနေရာလေးမှာ deposition လေးမှာအလုပ်ဝင်လုပ်လိုက်တဲ့အတွက်ကြောင့်ငွေကြေးဆိုတဲ့အရာနဲ့ကျွန်တော်တို့ရဲ့အချိန်ဝင်လိုက်တယ်ရိုးရှင်းပဲဆိုတော့အားလုံးအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်ဘဝမှာငွေကြေးများရှာနေတဲ့လူနဲ့ငွေကြေးနည်းနည်းပဲရှာနေတဲ့လူနှစ်ခုပေါကွာသွားလို့ထင်တယ် exactly ပြဿနာကြီးကိုဖြေရှင်းပေးနေလူနဲ့ပြဿနာတိလေးကိုဖြေရှင်းပေးနေလူဒီနှစ်ခုပဲကွာပါတယ်ဆိုတော့အခုကြည့်နေမိတ်ဆွေတွေအားလုံးနားလည်ရမှာကကိုခုလက်ရှိရောက်နေတဲ့နေရာနေပြီးနောက်ထပ်ငွေအမြောက်ပမာဏတစ်ခုရှာခြင်းနေဆိုရင်ငါအခုဖြေရှင်းနေတဲ့ပြဿနာနေပြီးတော့ဘယ်လောက်ကြီးရဲ့ပြဿနာကိုငါပြန်ပြီးဖြေရှင်းပေးနိုင်မှာလဲဆိုတဲ့အနေထားကိုပြောင်းမေးကြည့်လိုက် everything's gonna change လို့ခေါ်တယ်အကုန်လုံးပြောင်းလဲသွားပါလိမ့်မယ်ကျွန်တော်တို့ငွေကြေးကိုမြင်နေတဲ့အမြင်တွေအားလုံးဟိုကျွန်တော်တို့အခုလုပ်နေတဲ့အလုပ်ကိုင်းတွေအားလုံးအကုန်လုံးပြောင်းလဲသွားပါလိမ့်မယ်ကျွန်တော်ဒါကိုစပြီးသိတဲ့အချိန်မှာကျွန်တော်ဝင်ငွေပမာဏတဖြည်းဖြည်း9သိန်း10သိန်း15သိန်းဒီလိုပုံစံမျိုးနဲ့ကျွန်တော်ရာဂနဲ့တိရှာလာနိုင်ခဲ့တယ်ပေါ့လေပထမဆုံးကတော့ကျွန်တော် video editor လို့ခေါ်တယ်ကျွန်တော် video editing တွေစပြီးတော့ client တွေစလုပ်ပြီးတယ်ကျွန်တော် company မှာတစ်ခါမှဝင်မလုပ်ခဲ့ဘူးပါဘူးကိုယ်တိုင် freelancing လို့ခေါ်တဲ့ client တွေရှာတယ်ကိုကျွမ်းကျင်တဲ့ရာတစ်ခုနဲ့လူတွေကိုကူညီပေးတယ်ဒီလိုပုံစံမျိုးလေးတွေမှာကျွန်တော်စခဲ့တာပထမအပိုင်းမှာတော့ကျွန်တော် video editing ဆိုတဲ့အရာတစ်ခုပဲကျွမ်းကျင်တဲ့အတွက်ကြောင့်ငွေကြေးဆိုတဲ့ပုံမှန်က9သိန်း6သိန်း9သိန်းဒီဝန်းကျင်မှာပဲကျွန်တော်လဲပတ်ခဲ့ဒါပေမဲ့ကျွန်တော်ခုနပြောခဲ့သလိုမျိုးပဲငါဝင်များပို့ရှာခြင်းနေဆိုရင် video editing ပြင် script writing လို့ခေါ်တဲ့သူတို့တို့ငါစကားလုံးတွေပါရေးသားပေးမယ်သူတို့လုပ်ငန်းအတွက်ဒီချိန်မှာကျွန်တော်စပြီးဝင်ငွေပမာဏလေးပို့ကောင်းတာတတိယတစ်ချက်ဒါတွေမဟုတ်သေးဘူးနော် content creation လို့ခေါ်တဲ့ကျွန်တော် video ရိုက်တာတွေ video editor တွေစကားလုံးရေးသားတာတွေနောက်ပြီးတော့ campaign တစ်ခုပြောချင်တာကသူ့လုပ်ငန်းမှာလိုချင်တဲ့ရလဒ်တစ်ခုရှိတယ်အဲ့ဒီရလဒ်ကိုပါထိအောင်
ကျွန်တော် fan တယ်လို့ခေါ်တယ်အစနေဆုံးဆွဲပေးနိုင်တဲ့အထိအနေထားရောက်လာတဲ့အခါမှာကျွန်တော် project တစ်ခုကိုကျွန်တော်စပြီးတော့သိအစိတ်စတောင်းလိုက်လာတယ်ဒီလိုနဲ့ client 1ယောက်2ယောက်3ယောက်အစရှိပြီးကျွန်တော်10ယောက်ဝန်းကျင်လောက်ရတဲ့အချိန်မှာ life is change okay my life is change အဲ့လိုပဲဒါပေမဲ့အဓိကကွာဝါတာဘာလဲဆိုတော့ဟိုလူငယ်တော်တော်များများကြားထဲမှာပေါ့လေကျွန်တော်ကွာဝါတဲ့ချက်တစ်ခုကဘာလဲဆိုတော့ငါငွေတွေအများကြီးရှာလာနိုင်လို့ဆရာကြီးဖြစ်သွားရေးတော့ငါဒီလောက်ငွေရှာနိုင်လို့ကျွန်တော်တစ်ခါမှတော့ကိုကိုဂုံယူပြီးတော့လည်းတစ်ခါမှမတွေးခဲ့ဘူးပါကျွန်တော်တွေးတာဘာလဲဆိုတော့ငါဒီလူတွေရဲ့ပြဿနာကတပြည့်ပူပြီးတော့ဖြေရှင်းပေးလာနိုင်တာပဲပိုကြီးမားတဲ့ impact ပိုကြီးမားတဲ့ထိရောက်မှုတစ်ခုကျွန်တော်ပိုပြီးလုံလာနိုင်ခဲ့တာပဲဆိုတဲ့အရာနဲ့ပဲကျွန်တော်ရှေ့ဆက်ခဲ့တာပါမှန်တယ်ငွေရှာတဲ့နီးလန်းနေငွေရှာနေတဲ့အရေးချင်းတွေဒါတွေကတစင်ကြီးတွေကျွန်တော်တို့တင်လို့ရတယ်အချိန်ပေးလို့ရတယ်ဒါပေမဲ့ဘာတင်လို့မရလဲဆိုတော့ကျွန်တော်အခုပြောခဲ့တဲ့ငွေကြေးတွေးခေါ်တွေ mindset တွေအတွေ့အကြုံတွေဒါတွေကတကယ်လို့မဖက်တမ်းပူးခဲ့တဲ့လူတွေရှာပဲကြားမှစကားတွေပဲဖြစ်ပါတယ်ကျွန်တော်ကိုသိရလား no of course not တော်တော်များများလည်းသိမှာပါကျွန်တော်အင်္ဂလိပ်စာတွေစပြီး share လုပ်ကြတဲ့ဟောကျွန်တော်ရွေချက်ကငါမြန်မာနိုင်ငံမှာရှိတဲ့သတင်းချက်လက်လောက်လေးနဲ့အသိဉာဏ်လောက်နဲ့ငါမတင်းတင်နိုင်ဘူးအဲ့တို့ကြောင့်နိုင်ငံခြားမှာရှိတဲ့သတင်းချက်လက်တွေ information တွေငါမရရအောင်ယူမယ်ငါလေ့လာမယ်ကျွန်တော် area ပဲစောက်တွေဖတ်တယ်ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ကျွန်တော်သွားကျင်တဲ့နယ်ပယ်မှာကျွမ်းကျင်တဲ့လူတွေရှိရလေ့လာတယ်ဒါပေမဲ့အကောင်ကအင်္ဂလိပ်စာလို့ဝတ်တာပဲဒါပေမဲ့ကျွန်တော်တို့အတွေးခေါ်တွေအမြင်တွေကတော့ကျွန်တော်တို့ကိုယ်တိုင်စပြီးတော့သိစေတဲ့ကတ်တယ်တကယ်မှအတုံးချတယ်ပို့ပြီးတော့ကိုတိုင်တကယ်မှကျင့်သုံးတယ်ဆိုတဲ့အနေထားရောက်လာမှာလမ်းကြောင်းတွေကျွန်တော်တို့ငွေရှာနိုင်မဲ့လမ်းကြောင်းတွေအားလုံးတဖြည်းဖြည်းလမ်းစာတစ်ခုချင်းစီပွင့်လာပါလိမ့်မယ် anyway တစ်ချိန်တည်းမှာပဲခုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ခရီးစည်းကြောင်းတွေကတော့အများကြီးပြောင်းလာပြီဖုန်း internet social media AI အခုဆိုရင်အခုရောက်နေတဲ့ခေတ်ကြီးထဲမှာငါနောက်ကျမကြံခဲ့ခြင်းဘူးအခုလက်ရှိရောက်နေတဲ့ခေတ်ကြီးကြောင်းယုံကအခွင့်ကောင်းတစ်ခုယူခြင်းနဲ့အခွင့်အရေးတစ်ခုအနေနဲ့အသုံးချခြင်းနဲ့ဆိုတဲ့မိတ်ဆွေတို့ကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်တင်ယူခဲ့တဲ့အရေးချင်းတွေကျွန်တော်ရဲ့လုပ်ငန်းလည်ပတ်တဲ့ပုံစံတွေဝေချတောင်းတဲ့ပုံစံတွေဒါတွေအစအဆုံးကျွန်တော်ဘက်ကအခမဲ့ဒီဗီဒီယိုမှာမျှဝေပေးထားပါတယ်2026မှာဝင်ငွေလမ်းကြောင်းတစ်ခုဖောက်ခြင်းနဲ့အသစ်တစ်ခုထပ်ရခြင်းနဲ့ဆိုတဲ့မိတ်ဆွေတို့ကတော့အခုလိုလင်းမြန်တိုးတဲ့နေတဲ့ခေတ်ကြီးကြောင်းတွေမှာတကယ်ဥမာသုံးဝင်ပါလိမ့်မယ်ကျွန်တော်ဘက်ကနေပြီးတော့အချင်းတစ်ခုကြကြပျောက်သွားတယ်ဆိုတာဘာကြောင့်လဲဆိုတော့လုံငယ်တယောက်နေနဲ့ကျွန်တော်တင်ယူမှုလေ့လာမှုဒါတွေတကယ်ပြပြဝါအသုံးချခြင်းတဲ့အတွက်ကြောင့်ပါကျွန်တော်တို့ရိုးရိုးရှင်းရှင်းပဲပြောရမယ်လွန်ခဲ့တဲ့3နှစ်ကျော်လောက်ကလေးကကျွန်တော်ဘောမှာအဆင်ပြေခဲ့တဲ့ set development နီးလန်းနေ English နီးလန်းနေကျွန်တော်အားလုံးမျှဝေခဲ့ပြီးကျွန်တော်ရဲ့ကိုယ်ပိုင်တွေးခေါ်နေအခုချိန်မှာလည်းကျွန်တော်ငွေကြေးလေးတစ်ခုစပြီးတော့အဆင်ပြေရှာလာနိုင်တဲ့ချိန်မှာမိတ်ဆွေတို့ချမ်းမထားခဲ့ပါဘူးကျွန်တော်တို့အတူတူသွားကြပါမယ်နောက်ဗီဒီယိုမှာငွေရှာဖို့အတွက်လိုအပ်တဲ့နီးလန်းတည်တည်လေးတွေအစားကျွန်တော်မျှဝေ